အားလုံးပဲမင်္ဂလာပါရှင်။နဂါရှိဝါစိတ်ရွှင်ရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာဆိုရင်တော့မမရဲ့ချစ်ကားတွေအတွက်ပေါ့နော်။ပပလေးနဲ့လူငယ်ဆက်ဆံလေးကွဆင်လို့ရမယ်။ 80K ဘောလုံးနက်ကတ်လေးတွေကိုမမကအသေးအလက်အကြီးပေါ့နော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မမနဲ့တူမရဲ့ live လေးကိုအစဆုံးလေးကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။အခုပေါ့နော်မမပထမဆုံးပြပေးမယ်ဘောလုံးနက်ကတ်လေးကတော့ site အသေးလေးပဲဖြစ်ပါတယ်ရှင်။ဘောလုံးလေးကိုမှမမတို့ကဒီဇိုင်းလေးဆန်းသွားအောင်ပေါ့နော်ဆက်ဖြတ်လက်ရဒီဇိုင်းလေးပါရှင်အခုနက်ကက်လေးရဲ့ gram ချိန်လေးကတော့ 0.57 gram လေးကိုမှဈေးနှုန်းလေးကတော့3,900,000ဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမေနံပါတ်2ပြပေးမယ်ဘောလုံးဆက်ဖြတ်ဒီဇိုင်းလေးရဆိုလို့ရှင်လေဒါမင်းတို့ site အလက်ကလေးပေါ့နော် site အလက်လေးကိုမှဝေးလိုက်လို့ရှိရင်လည်းပပလေးနဲ့အလုံးထည့်အဟန့်လေးလည်းရှိပါတယ်ရှင်အခုနက်ကက်လေးရဲ့ gram ချိန်လေးကတော့ 0.81 gram လေးကိုမှဈေးနှုန်းလေးဆိုလို့ရှိရင်လည်း9,200,000ဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမေတတိယမြောက်ပြပေးမယ်ဘောလုံးနက်ကတ်ပြောင်လေးရဆိုလို့ရှိရင်လေဒါရိုးရှင်းပြီးတော့ပေါ့နော်လှပတဲ့ဒီဇိုင်းလက်ရလေးပဲဖြစ်ပါတယ်ရှင်ရိုးရှိုးရှင်းရှင်းလေးနဲ့ဝတ်လိုက်တဲ့အခါမှာလုံးဝကိုမှမျက်နှာလေးကိုပေါ်လင်းသွားစေမယ်ပေါ့နော်နက်ကတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်အခုဒီဘောလုံးနက်ကတ်လေးရဲ့ gram ချိန်လေးကတော့ 1.04 gram လေးကိုမှဈေးနှုန်းလေးရဆိုရင်တော့6,900,000ဝန်းကျင်ပဲရှိပါတယ်ရှင်ပေါ့နော်မမေနံပါတ်4ပြပေးမယ်ဒီဇိုင်းလေးရဆိုရင်တော့အခုပေါ့လူငယ်တွေအရန်လူကြိုက်များပြီးတော့ trend ဖြစ်နေတယ်ပေါ့နော် on source ဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဒီနဂတ်လေးရဲ့ gram ချိန်လေးရဆိုရင်လေ0.92 gram လေးကိုမှဈေးနှုန်းလေးရဆိုလို့ရှင်လေ6,000,000ဝန်းကျင်ပဲရှိပါတယ်ရှင်အခုမင်းပေါ့နော်နောက်ဆုံးပြပေးမယ်နံပါတ်5နဂတ်ဒီဇိုင်းလေးရဆိုလို့ရှင်လေဒါမင်းတို့အွန်ဆောလေးကိုမှပေါ့နော်ရိုးရိုးရှင်းရှင်းပြောင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်လူငယ်ဆက်ဆံပြီးပလေးလေးဝတ်ဆင်လို့ရပါတယ်အခုဒီနဂတ်လေးရဲ့ gram ချိန်လေးကတော့1.20 gram လေးပဲဖြစ်ပါတယ်ရှင်အခုပေါ့နော်နဂတ်လေးရဲ့ဈေးနှုန်းလေးရဆိုလို့ရှင်လေ9,900,000ဝန်းကျင်ပဲရှိပါတယ်ရှင်ဒီနေ့လေးမှဆိုရင်တော့မမေရဲ့ချစ်ကကားတွေအတွက်ပေါ့နော်လူငယ်ဆန်ပြီးတော့ပလေးနဲ့ gram ချိန်လေးရဆိုလဲ1 gram ဝန်းကျင်လေးကနေစပြီးတော့ရရှိမယ် 80K နဂတ်လေးတွေပဲဖြစ်ပါတယ်ရှင်မမေရဲ့ချစ်ကကားတွေအတွက်ပေါ့နော် 80K ဒီဇိုင်းဆန်းလေးတွေကိုဆိုင်ရောက်လာစရာမလိုနဲ့ပဲနော်နေ့စဉ်ကြည့်ရှုဖို့အတွက်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမေတို့ရဲ့ page လေးကိုလည်း like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ကဲလို့ပေါ့နော်မမေချစ်ကကာတွေဝယ်ယူအားပေးခြင်းနဲ့ရတနာပစ္စည်းလေးတွေရှိလို့ရှိရင်လည်းမမေရဲ့ live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မမေ live လေးကိုအခုလိုမျိုးပေါ့နော်အစအဆုံးကြည့်ရှုပေးတဲ့အတွက်မမေတို့တကားရှိဝါမိသားစုမှာကျေးဇူးအထူးပင်တရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်မမေတို့ဆိုင်ရဲ့ 80K အလဲရောင်းလေးရတော့အလဲ30အယောင်15%ပါရှင်